ကပ္ပအပါဆုံးရှိပြီးစံချိန်တင်ထားတဲ့ Infinix Hot Charger Prepaid လေးနဲ့မိတ်ဆက်ပေးပါမယ်ဒီမှာဆိုရင်တော့မကွဲပါပါမယ်စင်းပင်ပါပါမယ်ကာဘာကိုတော့ပလတ်စတစ်ကာဘာအမာသားကိုထည့်ပေးထားပါတယ်45 watt အသွင်ကောင်းပါပါမယ်တိုက်စီအသွင်ချိုးပါပါမယ်စက်ခွင့်အနေနဲ့ဆိုရင်လည်း 6.78 inch ကိုမှ 155K AMOLED ကို 1448 refresh rate 3D80 ဖြစ်တဲ့အတွက်ကြောင့်ရွေးထွက်ကောင်းကောင်းကြိုက်သူတွေပုံမှာကိုင်းချင်ပါတယ်ဆိုတဲ့သူတွေအတွက်ဒီ Hot 60 Pro Pad လေးကိုဝယ်သင့်ပါတယ်ကောင်းဆုံးရချက်တွေအတွက်ကင်မရာကို 50MP Sony IMH882 ကင်မရာကိုအသုံးပြုပေးထားပါတယ်CPU အနေနဲ့ဆိုရင်တော့ MediaTek Helio Genia ကိုအသုံးပြုပေးထားပါတယ်။ Speaker အနေနဲ့ဆိုရင်လည်း Speaker နှလုံးကိုမှဆောင်းပိုင် JBL နဲ့လာလို့အတန်တော်လေးကလည်းတော်တော်လေးကိုကောင်းပါတယ်။ဘက်ထရီအနေနဲ့ဆိုရင်လည်း 9160mAh ကို 45 watt ရှာခြင်းဖြစ်တဲ့အတွက်ကြောင့် daily use အတွက်တော်တော်လေးကိုအဆင်ပြေပါတယ်။သူ့ရဲ့ထူးခြားချက်လေးတစ်ခုအနေနဲ့ဆိုရင်တော့ကင်မရာ3လုံးရဲ့အောက်ဆုံးကကင်မရာလေးမှာ notification RGB light လေးထည့်ပေးထားတယ်။ဒီလိုမျိုးဒီဇိုင်းက premium ဆန်ပြီးအပားဆုံးလည်းဖြစ်ရမယ်။မှန်ခုံးလည်းဖြစ်ရမယ်။ဈေးလည်းသက်သာရမယ်ဆိုတဲ့ဖုန်းမျိုးကိုရှာနေရင်တော့နှစ်ခါမစင်းစားပဲဝယ်တဲ့ဝန်သားအများဆုံးလာပေးလိုက်ပါနော်။